အားလုံးပဲမင်္ဂလာပါမတ်လ25ရက်နေ့25ရက်ကနေပြီးတော့ကျွန်တော်31ရက်နေ့အထိတနင်္ဂနွေသားသမီးများရဲ့လက်ပတ်စာကမ်းစာကိုဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတို့ဒီကာလမှာမိတ်ဆွေကောင်းဆရာကောင်းတွေနဲ့အတွေ့ရတတ်တယ်နောက်မထင်ပါဘူးနဲ့ဒီလုပ်ငန်းအကူအညီတွေငွေကြေးအကူအညီတွေရတတ်တယ်နောက်စက်တူဆရာလုပ်ငန်းတွေနောက်ခရီးသွားတဲ့လုပ်ငန်းတွေမှာအောင်မြင်နိုင်ပါတယ်နောက်ဒီလိုပြပခရီးတွေလည်းသွားတတ်ပါတယ်နောက်အလုပ်ကိစ္စငွေကြေးကိစ္စအဆင်ပြေပေမဲ့ကျွန်တော်တို့အနောက်ရက်အတိုက်ခံတွေများနေလိမ့်မယ်ပြီးတော့မနာလို့ရန်စာနောက်ဆက်တာတွေလည်းကြုံရလိမ့်မယ်နော်နောက်သူတို့မှာအမှုကိစ္စအတွက်ခေါင်းခံပြရှင်းရတာတွေဘာမဟုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခြေတင်ဖြည့်ရှင်းရတာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်နော်ဆွေမျိုးသားချင်းမိတ်ဆွေတို့အတွက်စိတ်ငြိမ်ရလိမ့်မယ်နောက်စိတ်မကောင်းစရာတကယ်လည်းကြားရမယ်ပြီးတော့လက်ရှိနေရာတိုင်ခင်းနဲ့ပတ်သက်ပြီးတော့အနေငယ်စိတ်ငြိမ်ရတတ်တယ်ဒါပေမဲ့စိုးစိုးဝါတော့မဟုတ်ဘူးနော်အဲ့တော့ကြာသာမင်းကျွန်တော်မတက်စောစောမှာလူကြီးရဲ့နေဘုရားမှာမမျိုးပန်း၅ပွဲစပယ်ပန်း၃ပွဲလူတန်းပြီးတော့လိုရဆူတောင်းပါအဲ့လိုလူတန်းလိုက်မှဆိုရင်ကိုမှခက်ခဲနေတဲ့ခက်ခဲပြေးပြောက်ပြီးတော့ကောင်းကျိုးချမ်းသာများမောက်ချရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ